လူတွေမှာစွမ်းအား၅မျိုးရှိတယ်အဲ့စွမ်းအား၅မျိုးထဲမှာပညာစွမ်းအားဟာအကောင်းဆုံးပဲအဲ့တော့စွမ်းအား၅မျိုးကဘာတုံးလို့ဆိုလို့ရှိရင်အញ្ញံဆုံးကစပြောရမယ်ဘာဟုပလဆိုတဲ့လက်ယုံအားဘာဟုပလဆိုလက်ယုံလားလက်ယုံအားကိုတောင်းပြုကြတယ်လူတွေကလက်ယုံအားနဲ့သူနေရာနဲ့သူမလိုအပ်ဘူးလားဆိုလိုအပ်ပါတယ်လေးလံတဲ့ပစ္စည်းတွေမဖို့ပြုဖို့အလုပ်လုပ်ဖို့လက်ယုံအားလိုအပ်တယ်ပေါ့နော်လက်ယုံအားနဲ့လည်းပဲတချို့အောင်မြင်မှုရနိုင်သို့သောအလေးပင်မတဲ့လက်ယုံအားကာယခွန်အားနဲ့လုပ်လို့မရတာတွေအများကြီးရှိဆင်ကြီးတစ်ကောင်ဟာကာယခွန်အားလက်ယုံအားကြီးမားတယ်သို့တော်လေအဲ့ဒီဆင်ကြီးဟာသူလောက်ကာယအင်အားမကောင်းတဲ့တရားလေးတွေရဲ့ပညာစွမ်းအားအသုံးချပြီးတော့သူ့ကိုဖျက်ဆီးလိုက်တဲ့အခါဆင်ကြီးဟာနောက်ဆုံးမှာသိဆုံးသွားတဲ့အဆင့်ထိအောင်ရောက်တယ်နော်ပညာနဲ့ကြရင်သူဟာဘုံဘုံလဲသွားတာပညာအားကပို့ပြီးတော့ကြီးမားတယ်လို့ဆိုလို့တယ်ကာယစွမ်းအားနောက်တစ်ခုရရှိတဲ့အားတစ်ခုကဘာလို့ဆိုဘောဂပလတဲ့ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ကငွေကြေးတနာအသုံးချလို့ရှိရင်လည်းသူကစွမ်းအားတစ်ခုပဲငွေကြေးတနာအသုံးချနိုင်တဲ့စွမ်းအားအဲ့ဒီဟာလဲထိုက်တန်သလောက်သူကစွမ်းအားရှိတယ်နောက်တစ်ခါကျတော့တတိယစွမ်းအားကဘာလို့ဆိုအမစ္ဆပလတိုင်ပင်မောတိုင်ပင်ဘက်လှုပ်ဖို့ကင်ဘက်တည်းရဲ့စွမ်းအားအဲ့ဒါလဲစွမ်းအားရှိတဲ့အရာတစ်ခုနောက်တစ်ခုကတော့အဘိစစ္စပလမျိုးရိုးကောင်းတယ်ဆိုတဲ့အရာပေါ့ပစ္စည်းလေးတစ်ခုဟာရွှေပဲဖြစ်ဖြစ်ကြောက်တံပရမဖြစ်ဖြစ်တွင်းထွက်ပစ္စည်းအစစ်ဆိုရင်တမိုးပိုကြီးမားတယ်လူတွေမှလည်းပဲမျိုးရိုးကောင်းလို့ရှိရင်ဂုဏ်သိက္ခာရှိတယ်ဒါကြောင့်မို့မျိုးရိုးဟာလည်းအင်အားတစ်ခုပဲလို့သူမှတ်အဲ့ဒီလိုလူတွေမှရနိုင်တဲ့ဘာဟုပလဆိုတဲ့လက်ယုံအားဘောဂပလဆိုတဲ့စီစိန်အားအမစ္ဆပလဆိုတဲ့အပေါင်းအသင်းကုဘောလောင်ဘဲတို့ရဲ့အားအဘိစစ္စပလလို့ခေါ်တဲ့မျိုးရိုးအားအဲ့ဒီအားဒီအားလုံးကိုကြော်ဖြတ်ပြီးတော့အကောင်းဆုံးကတော့ပညာပလပညာအားဟာအကောင်းဆုံးပဲတို့ဆိုဒါကြောင့်မို့လို့အခုလိုတက္ကသိုလ်ကြီးတွေဖွင့်ပြီးတော့ပညာအားကိုရယူနေကြတာပဲဖြစ်တယ်